Để đi chiếc sông mây suy đô Quên xì lo Quên xì lo Quên xì lo Tình cô ca quê đô mô bi Quên xì lo Quên xì lo Quên xì lo Ta ca wa na ya ni ni ku ro Jali bi ku ro ya li song ni Sa quên lo tên na lo Kê tình xin gu quên xì lo Quên xì lo Quên xì lo Allah hata makau sine Quên xì lo Quên xì lo Quên xì lo Tu ma la bên đi chi mi Quên xì lo Quên xì lo Quên xì lo Ta ca wa na ya ni ni ku ro Jali bi ku ro ya li song ni Chế xoa quên lo tên na lo Kê tình xin gu quên xì lo Quên xì lo Quên xì lo ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌ အာမင် ယေရှုခရစ်တော်သခင်၏ကျေးဇူးတော်ဖျားရှင်မြတ်တော်နှင့်တန်ရှင်သောဝိညာဉ်တော်၏မေတ္တာရာတော်တို့သည်ကျွန်တော်အားလုံးနဲ့ရှိပါစေ ကိုယ်တော်၏မြတ်တဲ့ရှိပါစေ ဒီနေ့ကျွန်တော်တို့ CCM ရဲ့25နှစ်ပြည့်ဂျူဘလီပွဲတော်မြတ်ကြီးမှာကျွန်တော်တို့ရရှိခဲ့ပြီးတော့ကျေးဇူးအပြည့်အများဖျားရှင်ထံကျေးဇူးတင်ကြစုဆက်လက်ပြီးကျေးဇူးဆက်တင်ရှင်အဖြစ်ဖျားရှင်ရဲ့ကောင်းခြင်းမင်္ဂလာပြပြကျွန်တော်တို့ဒုတိယဆွေတော်တရားပြရတယ်လည်းစာကြရတော်နဲ့မှာဒီကွာကောင်းရှောက်စမယ်ညီကူမောင်နှမဘုံတို့မြတ်တော်မိစာပူဇော်ခြင်း၌ထိုက်တန်စွာပါဝင်ကျင့်ပနိုင်ကြရန်ကျွန်တော်တို့ရဲ့ပြများကိုစစ်စစ်ဝန်ခံကြစို့ကျွန်တော်ဒီ စေတို့ခြင်းတို့ဖြင့်၎င်းဝိတရားတဲ့ကွက်ခြင်းတို့ဖြင့်၎င်းလွန်စွာပြည့်ပြုမိကြောင်းကိုအနန္တတဘောတော်ရှင်ပြခြင်းနဲ့ဒေဟိကိုမမပေါ်တော်ဟာကျွန်တော်ဝန်ခံပါသည်ကျွန်တော်အပြည့်စီလာပါသည်ဒုက္ခရွေမုန်မြတ်တော်အစဉ်မြတ်မာရိယာတရားရတာပေါ်တော်နဲ့ဒေဟိကိုမမပေါ်တော်ဟာကျွန်တော်ဘုရားရှင်သာဆုတော်ပေးကြပါမည်အကြောင်းကျွန်တော်ကောင်းပန်ပါသည် အနန္တတကူတော်ရှင်ပြားသခင်သည်ကျွန်တော်တို့ကိုတနာတော်မူသဖြင့်ပြများခွင့်လွှတ်တော်မူ၍ထာဝရအသက်ချမ်းသာသို့ခေါ်ဆောင်တော်မူပါစေ အာမင်အာယာတာကေတနာတော်မူပါအာယာတာကေတနာတော်မူပါဝေစုတာကေတနာတော်မူပါဝေစုတာကေတနာတော်မူပါအာယာတာကေတနာတော်မူပါအာယာတာကေတနာတော်မူပါ ဘုရားအားမူတော်ရှိပါစေ မေချေပေါ်နိုင်တဲ့စေပေါ်လုံးကောင်းရှိသူတို့ပါယေတဲ့ရှင်စီစီတီအိုရှိ
စေတနာမှရရှိသောဆုကျေးဇူးအပေါင်းတို့ကိုအတိအမှတ်ပြုကြ၍ကိုရောရှင်မြတ်ကိုယူသားဖြောင်းမတော်နှလုံးသားဖြင့်၎င်းတပည့်တော်ခွန်အားရှိသမျှတို့ဖြင့်၎င်းချစ်ခင်နိုင်ကြရာတပည့်တော်ခွန်အားရှိသမျှတို့ဖြင့်၎င်းချစ်ခင်နိုင်ရာတပည့်တော်အားတင်ကြားပေးတော်မူပါမည်အကြောင်းတဆူဒီတော်ဖျားဖြစ်တော်မူလျက်ကိုရောနဲ့သူတန်ရှင်သောဝိညာဉ်တော်မြတ်နဲ့တပေါင်းတစည်းဒီကာလဆက်ဆက်သက်ရှင်ဆူဆန်တော်မူသောကိုရော၏သားတော်တပည့်တော်သခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ကျမ်းစာဖတ်ရှုခြင်းစီရက်ခန်းကြီး90အငယ်22မှ24တိုင်အလုံးစုံတို့ဤဖျားသခင်ကိုကောင်းကြီးပေးကြလော့ကိုရောသည်မိမျိုးမျိုးဖြင့်ကြီးမြတ်အောဖွယ်များကိုပြုတော်မူပြီးငါတို့မွေးဖွားသည့်နေမှစ၍ငါတို့ကိုမြောက်စားတော်မူလျက်ကိုရောဤတနာကျူနာတော်အတိုင်းငါတို့ကိုကြည်ရှုဆောင်ရှောက်တော်မူ၏ကိုရောသည်ငါတို့အားစိတ်နှလုံးပျော်ရွှင်ချမ်းသာစေတော်မူ၍ရှေးခင်ကာလများကဲ့သို့ငါတို့ဤခေတ်ကာလတွင်လည်းဣသရေလနိုင်ငံ၌ငြိမ်းချမ်းသာယာခြင်းရှိပါစေကိုရောသည်မိမိတနာကျူနာတော်ကိုငါတို့အားပေးသနာတော်မူပါစေငါတို့ဤခေတ်ခါ၌ငါတို့ကိုရွေးနှုတ်ကယ်တင်တော်မူပါစေဤဒီကဖျားသခင်နှုတ်ပတ်တော်ပေသည်ဖျားသခင်အားကျေးဇူးတင်ပါသည်
ဤသို့ဖြင့်သင်တို့သည်ကိုယ်တော်၌နှုတ်မှုစွမ်းရည်နှင့်အသွဉာဏ်စွမ်းရည်အပေါင်းတို့ဖြင့်ပြည့်စုံကြွယ်ဝကြသည်ဖြစ်၍ခရစ်တော်အားတည်တည်ခန့်ခြင်းအမှုသည်သင်တို့အလယ်တွင်အခိုင်အမာတည်ရှိလေပြီတို့ဖြစ်၍သင်တို့သည်ငါတို့၏သခင်ယေရှုခရစ်တော်၏ထင်ရှားတော်မူခြင်းကိုစောင့်မျှော်နေကြစဉ်တွင်သင်တို့၌ဝိညာဉ်ရေးရာဆိုင်ရာကျေးဇူးတော်များလစ်ဟင်းသည်ဟု၍မရှိပေငါတို့၏သခင်ယေရှုခရစ်တော်၏နေ့ရက်တွင်သင်တို့သည်အပြည့်ကင်းစင်လျက်ရှိနေကြစေရန်ကိုယ်တော်သည်သင်တို့ကိုအဆုံးတိုင်ခွန်အားဖြစ်သင်ပေးတော်မူလိမ့်မည်မိမိသားတော်သည်ဟုသောငါတို့၏သခင်ယေရှုခရစ်တော်၏မိတ္တဟာယတော်တွင်ပါဝင်ကြရန်သင်တို့ကိုခေါ်တော်မူသောဘုရားသခင်သည်သစ္စာရှိတော်မူ၏ဤသည်ကဘုရားသခင်၏နှုတ်ကပတ်တော်ပေသည်ဘုရားသခင်နာကျေးဇူးတင်ပါသည်
စေ ကိုယ်ဝိညာဉ်နဲ့ရှိပါစေ ။နာနုကဤသောဧဝံဂေလိကျမ်းတည် ။အိုဖျားသခင်ကိုရောရှင်မဘုန်းတော်ရှိပါစေ အခန်းကြီး7ခွန်အငယ်7မှ19တိုင်ရောဒီဂျေရုဆလင်မြို့သို့ကြွသွားတော်မူစဉ်စမာရိယနှင့်ဂါလိလဲနှင့်တခြားကိုဖျက်သွားတော်မူ၏ရွာတရွာကိုရောဝင်တော်မူသောအခါနာကြီးယောဂသည်စေဦးနှင့်တွေ့ဆုံ၍သူတို့သည်အဝေးတွင်ရနေကြလျက်ဆရာသခင်ယေရှုအကျွန်ုပ်တို့ကိုတနာတော်မူပါဟုကျေလောင်သောအတန်ဖြင့်တောင်းလျှောက်ကြ၏ရောဒီသူတို့ကိုမြင်တော်မူသောအခါတင်းတို့သွားကြ၍တင်းတို့ကိုယဟန်နဝပြုပြကြလောဟုသူတို့အားမိန့်တော်မူ၏သူတို့ဒီလေယဟန်တို့ထံသို့သွားကြစဉ်စင်ကြယ်ခြင်းသို့ရောက်ကြလေ၏သူတို့တွင်တယောက်ဒီမိမိပြောက်ကင်းချမ်းသာရကြောင်းကိုမြင်သောအခါဖျားသခင်၏ဘုန်းတော်ဂုဏ်တော်ကိုကျေလောင်စွာအော်ဟစ်ခြင်းမွန်းလျက်ပြန်လှည့်လာ၏ထိုနောက်သူသည်ယေရှု၏ခြေတော်ရင်း၌ပြည့်ဝလျက်ကိုရောအားကျေးဇူးတင်လေ၏ဤသူဒီကစမာရိယလူမျိုးဖြစ်၏ယေရှုကလည်းဆယ်ယောက်သောသူတို့သည်ပျောက်ကင်းစင်ကြယ်ခြင်းသို့ရောက်ကြသည်မဟုတ်လောကျန်သော9ယောက်တို့သည်အဘယ်မှရှိကြသနည်းဖျားသခင်၏ဘုန်းတော်ဂုဏ်တော်ကိုချီးမွမ်းရန်ဤလူမျိုးခြားတဦးမှတပါးပြန်လာသူတယောက်မျှမရှိသလောဟုမိန့်တော်မူ၏ထိုနောက်ကိုရောကထိုသူအားတင်ထား၍သွားလောတင်ယုံကြည်ခြင်းနှင့်တင့်ကိုကယ်တင်လေပြီဟုမိန့်တော်မူ၏ဒီကခရစ်တုသခင်၏မူမြတ်သောဧဝံဂေလိတရားတော်ပေတည်း ဟောခရစ်တော်သခင်ကိုရောရှင်အားချီးမွမ်းထောပနာရှိပါစေဒီနေ့ဖတ်ရှုတဲ့တန်လူကားရဲ့ကျမ်းစာကကျွန်တော်တို့ဒီဂျေဇုတင်ခြင်းနဲ့ပတ်သက်ပြီးတော့မကြာခဏကြားရတဲ့ကျမ်းချက်ပဲဖြစ်တယ်။ဒီထဲမှာကြားရတဲ့အကြောင်းအနည်းငယ်ကြည့်ရအောင်ဒီတစ်ခုလုံးကိုခြုံပြီးတော့ကြည့်တယ်ဆိုလို့ရှိရင်ဘာတွေ့ရတယ်လဲဆိုတော့ဒီကုသခြင်းနောက်ပြီးတော့ယုံကြည်ခြင်းနောက်ပြီးတော့ကျေးဇူးတရားဆိုတဲ့ဒီခရိယန်အတ္တတာမှာအမတမအရေးကြီးတဲ့အချက်၃ခုကိုကျွန်တော်တို့တွေ့ရတယ်ဒီထဲမှာပါတဲ့အကြောင်းအရာမှာစမာရိတန်လူမျိုးကပြန်လာပြီးတော့ခရစ်တော်သခင်ထံမှာကျေးဇူးတင်တဲ့အကြောင်းเนาะပြန်ပြီးတော့ရှောက်တင်တာကိုကျွန်တော်တို့တွေ့ရတယ်ဒီတိုင်းပဲဒီနေ့ကျွန်တော်တို့အားလုံးเนาะမနေ့စောစောပေါ့เนาะလာရောက်ပြီးတော့ဘုရားရှင်ကိုကျေးဇူးတင်ဖို့ရအတွက်နိစ္စတရားတော်မြတ်ကိုဒီပါဝင်ပူဇော်ဖွင့်ရအတွက်ရောက်လာကြတယ်ကျွန်တော်တို့ရဲ့ဒီမြန်မာကက်သလစ် community ရဲ့25နှစ်ပြည့်เนาะကျေးဇူးတင်မိစ္ဆာတရားတော်မြတ်ကြီးပဲဖြစ်တယ်ဒီကျမ်းစာထဲမှာပါတဲ့အကြောင်းအရာတချို့အထူးသဖြင့်ဒီခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ခရစ်တော်သခင်ဟာเนาะဂျေရုဆလင်ကနေပြီးတော့ဒီစမာရိယနဲ့ဂါလိလဲနဲ့ဆက်ကိုဖြတ်ပြီးတော့တွားတဲ့အချိန်မှာเนาะရွာတရွာနားရောက်တဲ့အခါမှာတော့ဒီနူနာတဲ့10ယောက်ကနေပြီးတော့သခင်ခရစ်တော်သခင်တပည့်တော်ကိုတနာတော်မူပါဆိုပြီးတော့တောင်းလျှောက်ကြတယ်။နော်ပထမဦးစွာဒီလူတွေရဲ့ဒုက္ခကျွန်တော်တို့အနေနဲ့ဒီခံစားကြည့်ဖို့လိုတယ်။ဒီနေ့ဒီချင်းကျွန်တော်တို့ရဲ့ယက်တီချက်ကျွန်တော်တို့ရဲ့ခြေနေကလည်းပဲဒီနူနာ10ယောက်နဲ့နော်တိတ်ပြီးတော့မထူးဘူးလို့ထင်တယ်။နော်ဒုက္ခအခက်ခဲနော်လူတွေသူတွေရဲ့ဒီဝိုင်းပေတာနော်ဒီအကြီးကြီးပြောမယ်ဆိုနိုင်ငံရေးမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်တိုင်းပြည်တစ်ခုလုံးနော်ဒုက္ခရောက်နေတယ်ဒီချိန်မှာကျွန်တော်တို့တိုင်းတစ်ပါးကိုရောက်နေတယ်နော်ကုမီကုရဲ့ရွာမဟုတ်တဲ့နေရာမှာနော်မျက်နှာငယ်လေးနဲ့ကျွန်တော်တို့နေထိုင်ရတယ်နော်တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လူသားအပြည့်အဝတယောက်ရဲ့ခံယူထိုက်တဲ့အခွင့်အရေးကျွန်တော်တို့ရှုံးနေတာဖြစ်တယ်ဆိုတော့ဒီလူ10ယောက်နဲ့ကျွန်တော်တို့မတူကွဲပြားเนาะခန်းစားချက်တွေရှိကြလိမ့်မယ်ထင်တယ်ဆိုတော့ဒီစိတ်အားဖြင့်တော်၎င်းခန္ဓာကိုယ်အားဖြင့်တော်၎င်းကျွန်တော်တို့မှာခန်းစားချက်တွေရှိတယ်နာကျည်းစရာတွေเนาะနာကျည်းချက်တွေအများကြီးရှိတယ်ဒါပေမဲ့ခရစ်တော်သခင်ကကျွန်တော်တို့ကိုကုသပေးနိုင်တယ်เนาะခရစ်တော်ရဲ့ဒီပြန်ပြီးတော့ဒီတုံ့ပြန်တဲ့အချက်ကိုပြန်ပြီးတော့ကြည့်ရအောင်
နော်ဒီလူ10ယောက်ကခရစ်တော်ကိုကိုငင်တောင်းတဲ့အခါမှာခရစ်တော်ကဒါဆိုလို့ရှိရင်တင်းတို့သွားပြီးတော့ထုံးစံရှိတဲ့အတိုင်းနော်ဒီယဟန်ကြီးကိုသွားပြကြပါလို့ပြောတယ်နော်ခရစ်တော်ကဒီလူလက်ခံလိုက်တဲ့အခါမှာနော်တပြိုင်နက်တည်းဒီလူတွေကသူတို့ကိုသူတို့နော်ကျမ်းမာတယ်ဒီကောင်းပဂတိအတိုင်းပြန်ဖြစ်တယ်ဆိုတာတတိထားမိကြတာမဟုတ်ဘူးနော်တတိမထားမိဘူးခရစ်တော်ခိုင်းတဲ့အတိုင်းဒီသူတို့နာခံခြင်းအပြည့်နဲ့ပေါ့နော်နှိမ့်ချခြင်းနာခံခြင်းဒီနေရာမှာလိုအပ်တယ်နော်ခရစ်တော်မှာစွမ်းရှိတယ်ခရစ်တော်မှာကုသနိုင်တဲ့ဒီ power ပေါ့နော်ရှိတယ်ဆိုတာသူတို့ယုံကြည်တယ်နော်သူတို့ခရစ်တော်အကြောင်းလဲကြားဖူးပြီးသားကြပြီဆိုတော့ယုံကြည်ခြင်းအပြည့်နဲ့ပထမအုပ်ဆိုတာခရစ်တော်ကိုချင်းကပ်တာဖြစ်တယ်နော်ဒုတိယအနေနဲ့ဒီယုံကြည်ခြင်းနော် faith ပေါ့နော်ဒါကနောက်ပြီးတော့ဒုတိယတစ်ခုကဘာလဲဆိုတော့ trust နော် faith ကလည်းယုံကြည်ခြင်း trust ကလည်းယုံကြည်ခြင်းပေါ့နော်မြန်မာလိုဆိုလို့ရှိရင်ယုံကြည်ခြင်းပထမယုံကြည်ခြင်းတစ်ခုကဖခင်ကိုယုံနာနော်ဒီပို့ပြီးတော့ကြီးမားတယ်ပေါ့နော် trust ဆိုတာက personally ပို့ဆန်တယ်နော်လူတယောက်ကိုငါယုံကြည်တယ်နော်မင်းမလိမ်ဘူးဆိုတာမင်းတစ္ဆာရှိမယ်ဆိုတာလူမျိုးပေါ့နော်ဆို faith ဆိုတာကယုံကြည်ခြင်းနဲ့ဆိုင်တယ်ပို့ပြီးတော့ဒီကျေပြတ်တယ်ပို့ပြီးတော့ကြီးမားတယ်ပေါ့နော်ဆို trust ဆိုတာကဒီတဦးတယောက်စီအပေါ်မှာဆိုတော့ဒီသူတို့ယုံကြည်ခြင်းရှိတယ်နောက်ပြီးတော့ခရစ်တော်ခိုင်းတယ်နော်တင်းတို့သွားပြကြပါဆိုတဲ့အခါမှာနော်သူတို့ဒီသွားကြတယ်လမ်းမှာနော်ဆိုတော့ဒီသူတို့မှာယုံကြည်ခြင်းရှိတယ်ခရစ်တော်အပေါ်မှာလည်းအာဟုစိတ်ရှိတယ်နော်နာခံခြင်းလည်းရှိကြတယ်နော်လမ်းသွားနေတဲ့အချိန်မှာသူတို့ဒီအကောင်းပကတိအတိုင်းပြန်ဖြစ်တာကိုတတိထားမိကြတယ်နော်ဒီနေရာမှာခရစ်တော်ကိုတာသူတို့မယုံကြည်ဘူးမကူစားဘူးဆိုလို့ရှိရင်နော်သူတို့သွားမှာမဟုတ်ဘူးခရစ်တော်ပြောလိုက်တာနဲ့တပြိုင်နက်တည်းနော်စက္ကန့်ပိုင်းမိနစ်ပိုင်းမှာသူတို့တခါတည်းအဲ့လိုမျိုးကိုတာပြောက်ကင်းကြတာမဟုတ်ဘူးနော်ဒါကြောင့်မလို့နေ့စဉ်ဘဝတက်တာမှာကျွန်တော်တို့ဒီကြီးစိုးတော်တွေအများကြီးတောင်းတယ်နော်ဆိုတော့ဒီ miracle ဒီနော်အောဘွေရာတွေတိတ်ပြီးတော့ကျွန်တော်တို့မျောလင့်ကြတယ်ဘာလို့လဲဆိုတော့ဒုက္ခခက်ခဲနဲ့ပြီးနေတဲ့အချိန်မှာနော်ကိုမှမျောလင့်စရာဆိုလို့နော်ဒီ miracle ဒီအောဘွေရာတွေပဲရှိတော့တယ်ဆိုတော့ဒီအရာတွေကိုအသုံးပြုပြီးတော့နော်ဒီတရားဟောတဲ့လူတွေတော်တော်များများနော်အလွဲသုံးစားလုပ်တာတွေအများကြီးကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတယ်ဘာသာသူများအနေနဲ့လည်းဒါမျိုးတွေကိုတတိထားရမယ်နော်ဒုက္ခရောက်နေတဲ့ဒီအရာကိုအခွင့်ကောင်းယူပြီးတော့နော်ဖယားရဲ့ဒီဘုန်းတော်ဂုဏ်တော်ကိုအလွဲသုံးစားလုပ်သွားကြတာအများကြီးပဲဒီနေ့ဒီချိန်မှာအများကြီးပဲပတ်ဝန်းကျင်မှာဆိုတော့ဒီဖယားကကျွန်တော်တို့ကိုဒီကြီးစိုးပေးတယ်ကုသတယ်ဆိုပေမဲ့လုံးဝချက်ချင်းစက္ကန့်ပိုင်းမိနစ်ပိုင်းမှာဖြစ်ချင်မှလည်းဖြစ်မယ်နော်တခါတလေကျရင်ဖယားရဲ့တုံ့ပြန်ချက်ကနော်ကျွန်တော်တို့တတိမထားမိတဲ့အချိန်လည်းဖြစ်နိုင်တယ်တော့တတိမထားမိတာလည်းဖြစ်နိုင်တယ်နော်ဒီလူ10ယောက်ကိုကြည့်သူတို့ပြန်သွားတဲ့အချိန်မှာတယောက်ကကောင်းကောင်းတတိရတယ်ကျန်တဲ့လူတွေလည်းဒီတဖြည်းဖြည်းနဲ့တတိရကြမှာပဲသူတို့အကောင်းပကတိတိုင်းပြန်ဖြစ်သွားကြတယ်ဆိုတာသူတို့သိကြမှာပဲနော်ဒါပေမဲ့ဒီခရစ်တော်ရဲ့နှုတ်ကနေပြီးတော့တင်းတို့သွားပြကြဆူဒါနဲ့တပြိုင်နက်တည်းသူတို့ဝုန်းတိုင်းနော်အဲ့လိုမျိုးဒီအုံဖွားဆိုပြီးတော့သူတို့အဲ့လိုမျိုးကျမ်းမာကြတာနော်တခါတည်းကပကောင်းပကတိဖြစ်သွားကြတာတော့ဒီမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ကျမ်းချက်ထဲမှာနော်ခရစ်တော်ဆီကနေပြီးတော့သူတို့ပြန်သွားကြပြီးတော့လမ်းခုလက်မှာပဲသူတို့တတိထားမိကြတာနော်ဒါကြောင့်မလို့ဆုတောင်းတဲ့အခါမှာနော်ဒီအောဘွေရာတွေကိုကျွန်တော်တို့အနေနဲ့တိတ်ပြီးတော့ဒီမမျော်လင့်ဖို့လဲရည်ကြီးတယ်တခါတလေကျရင်အောဘွေရာတွေကိုကျွန်တော်တို့အယမ်းမျော်လင့်တဲ့အခါမှာနော်ယုံကြည်တဲ့အတိုင်းမျော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာပူပြီးတော့စိတ်ဓာတ်နော်ကျသွားနိုင်တယ်ဆိုတော့ဒီခရစ်တော်အပေါ်မှာ faith လဲရှိရမယ်တူတယောက်စီအပေါ်မှာလဲ trust ဆိုတဲ့ဒီယုံကြည်ခြင်းမျိုးလဲရှိဖို့လိုတယ်လူ10ယောက်ကုသတဲ့အထဲမှာတယောက်တော်သူပဲပြန်လာတယ်အဲ့ဒီတယောက်တော်သူကဆိုလို့ရှိရင်ဂျူးလူမျိုးမဟုတ်တဲ့ဆမာရီတန်လူမျိုးဖြစ်တယ်ဆိုပြီးတော့ကျမ်းချက်မှာအတိအကျပြောထားတယ်ဆိုတော့ဒီအချက်ကိုကြည့်ချင်းအပြင်ဘာကူညွန်ပြတယ်လဲဆိုတော့နော်အထူးသဖြင့်ဒီအဲ့ဒီခါမှာနော်ခရစ်တော်သခင်လာတာဒါမှမဟုတ်ရှင် prophet ဒီလာတာကဂျူးလူမျိုးတွေအတွက်ပဲဖြစ်တယ်ဂျူးလူမျိုးတွေကဆိုလို့ရှိရင်ဒီဆမာရီတန်လူမျိုးတွေကိုတိတ်ပြီးတော့ဒီကြည်ဖြူတာမဟုတ်ဘူးเนาะသူတို့နဲ့တိတ်ပြီးတော့အပေါင်းဖော်မလုပ်ကြဘူးเนาะအဖက်လုပ်ကြတာမဟုတ်ဘူးသူတို့ကိုနှိမ်ထားတာဒါပေမဲ့ခရစ်တော်ကဒီစမာရီတန်လူမျိုးတွေကို
ကိုလည်းပဲမပယ်ထားဘူးဆိုလိုတာကလူသားအလုံးပါတယ်နော်ဂျူးလူမျိုးတစ်ခုတည်းမဟုတ်ဘူးလူတိုင်းပါတယ်ကျမ်းမာတဲ့သူလည်းပါတယ်မကျမ်းမာတဲ့သူလည်းပါတယ်ဆင်းရဲတဲ့လူပါတယ်ချမ်းသာတဲ့လူပါတယ်ကလေးတငယ်တွေလည်းပါတယ်လူချင်းမိဘတွေလည်းပါတယ်အားလုံးပါတယ်ဆိုတဲ့ဒီသဘောတရားကိုဒီကျမ်းချက်ကကျွန်တော်တို့ကိုတွင်တင်ပေးနေတာဖြစ်တယ်နောက်ပြီးတော့ဒီလူကနော်ဘာတတိထားမိတယ်လဲဆိုတော့ဒီခုနပြောတဲ့အတိုင်းနော်လမ်းခုလက်မှာသူတို့ပြန်ပြီးတော့အကောင်းပကတိတိုင်းဖြစ်သွားကြတာတတိရတဲ့အခါမှာနော်ခရစ်တော်စီကိုဒီသူပြန်လာတယ်ဒီလူတယောက်ကနော်ခရစ်တော်စီပြန်လာတဲ့အခါမှာနော်ဒီကျမ်းချက်ထဲမှာကျွန်တော်တို့ကျမ်းနာရတဲ့အတိုင်း physical healing တဲ့နော်ဒီခန္ဓာကိုယ်ကုသခြင်းမကဘဲနဲ့ he was spiritually transformed တဲ့နော်ဝိညာဉ်အဖြစ်လဲသူဟာပြောင်းလဲခြင်းခံရတယ်နော်ကျန်တဲ့ကိုယောက်ကဒီ physically healing တော့ရတယ်နော်ဝိညာဉ်ခန္ဓာကိုယ်ကျန်းမာခြင်းတော့ရကြတယ်ဒါပေမဲ့ spiritually ဝိညာဉ်ရေးအရာသူတို့မှာဒီနေ့ဒီချိန်ပြောမယ်ဆိုလို့ရှိရင်အတိတ်သောဘဝကိုမရကြတာကိုကျွန်တော်တို့တွေ့နိုင်တယ်နေ့စဉ်ဘဝတက်တာမှာကျွန်တော်တို့တွေလည်းပဲနော်ဒီလူ10ယောက်ထဲမှာကျန်တဲ့တယောက်လားဒါမှမဟုတ်ရှင်ကျန်တဲ့9ယောက်လားနော်အေးကျွန်တော်တို့ကဘယ်ဖက်မှာပါတယ်လဲကျွန်တော်တို့ဘယ်နေရာမှာရက်တည်တယ်လဲဆိုတာမိမိကိုမိမိပြန်လဲပြီးတော့စမ်းစစ်ဖို့လိုတယ်နော်ဂျေဇုတင်တတ်တဲ့သူကနော်ထပ်လောင်းပြီးတော့ဂျေဇုတရားတွေပြန်ရတယ်နော်မရည်မတွက်နိုင်တဲ့နော်ကြီးမားတဲ့ဂျေဇုတရားတွေနော်ရတယ်နော်ဒီခန္ဓာကိုယ်ဝိညာဉ်ခန္ဓာကိုယ်ရောဝိညာဉ်ရောကုသခြင်းခံရတယ်ဒီခန္ဓာကိုယ်ကမကြခင်ပျက်စီးပြတ်သုံးမဲ့ခန္ဓာကိုယ်မတည်မြဲတဲ့အရာဖြစ်တယ်နော်လောကအသက်ရှင်ကာလမှာဒီခန္ဓာကိုယ်ကအရေးကြီးတယ်မှန်တယ်ဒါပေမဲ့နော်ကျမ်းချက်ထဲမှာပဲဖြစ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့ဒီခရိယန်ယုံကြည်ခြင်းရဲ့ဒီအဆုံးစွန်သောဒီဥတီချက်ကနော်ခန္ဓာကိုယ်ရောဝိညာဉ်ရောကယ်တင်ခြင်းရဖို့ဝိညာဉ်ကယ်တင်ခြင်းရဖို့ဖြစ်တယ်နော်ကျမ်းစာရဲ့နောက်တနေရာမှာပြောထားတာကလောကကဘာစကြဝဠာတစ်ခုလုံးကိုတောင်မှပိုင်ဆိုင်ရင်နော်အကျိုးမရှိဘူးဝိညာဉ်ဆုံးခဲ့ရင်ဆိုပြီးတော့နော်ဝိညာဉ်ကပူပြီးတော့အရေးကြီးတာကိုကျွန်တော်တို့တွေ့နိုင်တယ်ဒီဝိညာဉ်ကယ်တင်ခြင်းရဖို့ရအတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဒီအနစ်နာခံပေးရမယ်နော်အတာဆန်တဲ့ပုံစံမျိုးကိုပဲကျွန်တော်တို့နော်အချောင်နဲ့နော်ဒီကောင်းကင်နိုင်ငံတော်ကိုကျွန်တော်တို့ခူးပြီးတော့ဝင်လို့မရဘူးနော်အချောင်ခူးပြီးတော့တွားလို့မရဘူးဝိညာဉ်ရေးကယ်တင်ခြင်းရဖို့ရအတွက်ခန္ဓာကိုယ် physical နော်ဒီခန္ဓာကိုယ်ကနော်ဒီပေးဆက်ရမယ်ပေးဆက်ဖို့လဲလိုတယ်ဘာလို့လဲဆိုတော့ဝိညာဉ်ရေးကပူပြီးတော့ရေးကြီးတယ်နော်လောကမှာတစ်ခါတလေကျရင်ကျွန်တော်တို့ရဲ့အနည်းနာပတ်ဝန်းကျင်မှာတချို့ကလောကရေးရမှာကျေးဇူးတရားတွေရတယ်လို့ကျွန်တော်တို့နော်ဒီတွေးထင်တတ်ကြတယ်တခါတလေကျရင်ဘုရားကကျေးဇူးပေးတဲ့အခါမှာနော်ဒီလောကရေးရာဓမ္မကလောကုတ္တရာနော်ဒီနှစ်ခုစလုံးကိုအမြဲတမ်းပေးတယ်လောကီရေးရာမှာကျေးဇူးတရားပေးပြီးတော့ပျက်စီးသွားတဲ့သူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဘုရားကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီချိန်ကျွန်တော်တို့ခံထားရတဲ့ဒုက္ခအခက်ခဲနော်ပြဿနာနော်စိတ်ညစ်စရာတွေစိတ်ဓာတ်ကျစရာတွေဒီအရာတွေအားလုံးကိုကျွန်တော်တို့ရဲ့ဝိညာဉ်ကြီးကောင်းစားဖို့ရအတွက်ကျွန်တော်တို့ကိုဘုရားက training ပေးနေတယ်ကျွန်တော်တို့ကိုစမ်းသပ်နေတယ်ကျွန်တော်တို့ကိုပူကောင်းတဲ့နေရာကိုဦးဆောင်ပြီးတော့ခေါ်ဆောင်နေတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့ခံယူချက်မျိုးနဲ့မိမိတို့ရဲ့ဘဝကိုဘုရားဘက်ကိုဦးတည်ပြီးတော့ရှောက်လန်းရမှာဖြစ်တယ်နောက်ဆုံးအနေနဲ့ဒီကျမ်းစာထဲမှာတွေ့ရတဲ့အချက်တွေကိုအနည်းငယ်ပြန်ပြီးတော့ဒီကြည့်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုတော့အစမှာပြောသလိုယုံကြည်ခြင်းနောက်ပြီးတော့ obedience ဆိုတာလည်းအရေးကြီးတယ်နာခံခြင်းနော်ဘဝအတိုင်းမှာနာခံခြင်းကအရန်အရေးကြီးတယ်နော်ကျောင်းသားကျောင်းသူတွေဆိုရင်ဆရာမဒီရဲ့စကားနားထောင်ရမယ်ကလေးတွေသားသမီးတွေဆိုမိဘစကားနားထောင်ရမယ်ဝန်ထမ်းတွေဆိုလို့ရှိရင်ကိုယ့်ရဲ့အထက်ကြီးကဲတွေရဲ့စကားနားထောင်ရမယ်နော်လမ်းစည်းကမ်းဆိုလို့ရှိရင်ရင်ထင်းရဲတွေနော်လမ်းစည်းကမ်းရှိတဲ့အတိုင်းကျွန်တော်နာခံရမယ်တိုင်းပြည်တစ်ခုမှာနေတယ်ဆိုလို့ရှိရင်တိုင်းပြည်ရဲ့စည်းကမ်းဥပဒေနော်ဒါတွေကိုနာခံရမယ်ဆိုတော့နာခံခြင်းကကျွန်တော်တို့လူဘဝမှာအင်မတန်မှအရေးကြီးတဲ့အရာဖြစ်တယ်နာခံခြင်းရှိတယ်ဆိုလို့ရှိရင်နော်လောကီရေးရမှာပဲဖြစ်လောကရေးရမှာပဲဖြစ်
အောင်မြင်မှုကိုပဲတွန်းပို့တာကိုကျွန်တော်တို့เนาะမကြာခဏတွေ့ရတာဖြစ်တယ်ဆိုတော့ဒီယုံကြည်ခြင်းလိုအပ်တယ်နာခံခြင်းလိုအပ်တယ်နောက်ပြီးတော့ gratitude ဆိုတာเนาะကျေးဇူးတရားလဲလိုအပ်တယ်ဒီနေ့10ယောက်ကုသချင်းခံရပြီမဲ့တယောက်တော့သူပဲပြန်လာတဲ့အခါမှာခရစ်တော်ကမေးတယ်เนาะကျန်တဲ့9ယောက်ကကုသချင်းမခံရဘူးလားဘယ်ရောက်သွားကြတာလဲဆိုပြီးတော့မေးတယ်เนาะကျွန်တော်တို့တောင်းလျှောက်တဲ့အခါမှာเนาะကျေးဇူးတော်ဖျားရှင်ထံမှာเนาะအမြဲတမ်းတောင်းတယ်ဒါမဲ့သူ့စီပြန်ပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့သူကအမတန်မှရှားပါတယ်နောက်ပြီးတော့အပြင်လောကမှာဖြစ်လူဘဝမှာဖြစ်เนาะယဉ်ကျေးတဲ့เนาะတိုင်းကြီးပြည်သားလားเนาะနိုင်ငံကြီးသားပေါ့เนาะယဉ်ကျေးမှုတစ်ခုအရာ thank you ဆိုတဲ့အရာကเนาะမကြာခဏသုံးရမယ့်စကားလုံးဖြစ်တယ်တဲ့နော်ကုသားသမီးကကုကိုထိုင်ခုံပေးတာဖြစ်ရည်တစ်ခွက်ခတ်ပေးတာဖြစ် thank you ဆိုတဲ့စကားနော်ကုသားသမီးတွေကိုလည်းတင်ပေးရမယ်ဘယ်သူမှစုနော်နေရာဖေးပေးတာနဲ့ thank you နော်နောက်ပြီးတော့ဒီတန်းစီတဲ့ဘူတာမှာဘတ်စကားမတိုင်မှာနော်ဒီ washroom တို့ဘာလို့မှာစားတဲ့နေရာမှာဘယ်နေရာမှစုနော်thank you ဆိုပြီးတော့နော်ကျွန်တော်တို့ဒီအသုံးပြုတတ်ဖို့လိုအပ်တယ်ဆိုတော့ဒီကျေးဇူးတင်တတ်ခြင်းအပြင်ကျွန်တော်တို့ထပ်လောင်းပြီးတော့ကျေးဇူးတရားတွေဘုရားကပေးတယ်ဆိုတဲ့เนาะသဘောတရားလဲကျွန်တော်တို့တွေ့နိုင်တယ်ခရစ်တော်ရဲ့ဘုရားရဲ့ဒီတနာခြင်းမှာလူသားအလုံးပါတယ်ဆိုတဲ့အချက်ပေါ့เนาะနောက်ဆုံးအနေနဲ့လူတိုင်းပါတယ်ကျွန်တော်တို့ပဲပါတယ်ကျွန်တော်တို့ community ပဲပါတယ်ကျွန်တော်တို့လူမျိုးတွေပဲပါတယ်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဆွဲထည့်လို့မရဘူးဖျားကလူတိုင်းအပြစ်ရှိတဲ့သူရောနော်ပြောမယ်ဆိုလို့ရှိရင်ဖျားကြောင့်တက်တဲ့သူရောမတက်တဲ့သူရောပေါ့နော်စုတောင်းတဲ့သူရောမတောင်းတဲ့သူရောလူတိုင်းဖျားကသူ့ရဲ့တနာကရုဏာကလူတိုင်းအပေါ်မှာတက်ရောက်တယ်နော်သူ့ရဲ့တနာကရုဏာသူ့ရဲ့တနာခြင်းကိုကျွန်တော်တို့ခံယူသလားမခံယူဘူးလားနော်စုတဲ့အပေါ်မှာပဲမူတည်တယ်နော်သူ့ရဲ့တနာခြင်းသူ့ရဲ့ကျေးဇူးတရားတွေပြန်ပြီးတော့ကျေးဇူးဆက်တင်တဲ့သူကထပ်လောင်းပြီးတော့ကျေးဇူးတရားတွေရတယ်ဆိုတာလဲကျွန်တော်တို့ဒီကနေ့ကျမ်းစာအဖြစ်နော်ကွကွင်းတွေ့ပြီးမြင်ပြီးကြားပြီးပဲဖြစ်တယ်ဆက်လက်ပြီးတော့အမြဲတမ်းဘုရားရှင်ကိုကျေးဇူးတင်တတ်သောသူရဲ့နောက်လိုက်ကောင်းများဖြစ်နိုင်ဖွင့်ရအတွင်းမစားတရားတော်မြတ်မှာတူတကွတောင်းလျှောက်ကြမယ်ယုံကြည်ခြင်းကိုဝန်ခံကြစို့အမှုမီမြင်နိုင်ရာဘာနေနိုင်ရာဘူပါစေရှိအနာတော်ကမေတော်ဘယာကူကျွန်တော်ဒီယုံကြည်ပါ၏Cristo, Tapadino Taro, Ashiko Yetono Yom Tibai, Amiro Payama, Tawara Kapamye.
ရှင်လာစွာသောညီကိုမောင်နှမပေါင်းတို့တောင်းလင်ရလိမ့်မည်ရှာလင်တွေးလိမ့်မည်ခောက်လင်ပွင့်လိမ့်မည်ယေရှုသခင်မိန့်တော်မူခဲ့သည်ဖြစ်၍ကက်သလစ်သာသနာတော်၌လူအသမျှယေရှုအဖျားဖျားတို့ကိုယေရှုခရစ်တော်ဖျားရှင်နာဖြင့်ဖခင်မိတော်ဖျားထံတငယ်တငယ်ထဲတောင်းလျှောက်ကြပါစို့အမေကတလေသာသနာတော်အားကောင်းချီးမင်္ဂလာပြီးတော်မူ၍သာသနာပိုင်ချိုဂျာမန်ဂျီဖရန်စစ်အရှင်သူမြတ်အားကာကွယ်ဆောင်ရှောက်တော်မူပါမေအားကြောင့်တော်၏ဆိုတော်ရာကိုနာကွာလာလမ်ပူကတလေကိုင်ချိုဆရာတော်ချီဂျူလျန်ရှိသမျှတော်ဆရာတော်ကြီးများယဟန်တန်ဃာတော်များကရောရှင်၏အလိုတော်ကိုစိတ်အားထက်သန်စွာလိုက်နာဆောင်ရွက်ကြလျက်ကရောရှင်လူမျိုးနွယ်တော်ကိုတရားလမ်းတော်၌ဦးဆောင်စေတော်မူပါမေအားကြောင့်စွာတို့အားသူတော်စင်ဘုံတို့ဝန်လူတော်စိတ်ဆန္ဒကိုပြည့်သွင်းတော်မူ၍သူဘုံတို့ရှောင်းလန်းရာ၌လူအားတော်ခွန်အားကျေးဇူးများကိုပေးသနာတော်မူပါမေအားကြောင့်ပါဝင်ကြတော်မြေကူမောင်နှမတို့အားယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်လေးမြတ်လို့ခြင်းပါရမီတော်၌ခိုင်မြဲစေတော်မူ၍တရားတော်ကိုဆုံးဖြတ်သွားကြတော်မြေကူမောင်နှမများအားသူ
သူချမ်းထဲတော်မြန်ဝန်စီတော်မူပါမေအားကြောင့် နိုင်ငံကူကောင်းချီးမင်္ဂလာပြီးတော်မူ၍တပည့်တော်တို့ကူဖန်ဆီးခြင်းတို့မှာကာကွယ်ဆောင်ရှောက်တော်မူပြီးအမိမြမပြည်ကူလည်းငြိမ်းချမ်းစေတော်မူပါမေအားကြောင့်ကျွန်တော်တို့ဤသုတောင်းရာကိုလာ MCCM ကိုစတင်ဖွဲ့စည်းကြတဲ့ကဂျနီတိုင်းပါဝန်စကနေကြတော့ဆရာတော်ကြီးများဘုန်းတော်ကြီးများဓမ္မဆရာများခေါင်းဆောင်များနဲ့ဘာသာတော်ရောက်စီတရားဂျူဘလီကောင်းချီးမင်္ဂလာတော်ကိုအစဉ်ခံစားရစီပါမေအားကြောင့်ဖြစ်တော်မူသောဖဖျားသခင်ယေရှုခရစ်ရှင်နာဖြင့်ချစ်သားသမီးများတောင်းလျှောက်ရာကိုနာယူတော်မူပါဖျားအာမင်
ညီကူမောင်နှမဘောင်းတို့နာနာတကူတော်ရှင်ဖခမီးတော်ဖျားဒီစနုံနဲ့တင်တို့စကကြတော်ပူဇော်တကာယကိုကြည်ပြုစွာလက်ခံတော်မူပါယံဆုတောင်းကြပါ ဖျားသခင်ဤဘုံဘုံတော်ကိုချီးမွမ်းထောပနာပြုခြင်းငါ၎င်းတပီတော်တော်နှင့်တန်ရှင်တော်တသနာတခုလုံးအကျိုးခံစားရခြင်းငါ၎င်းကိုရော၏လက်ဖြင့်စကတော်ပူဇော်တကာယကိုဖဖျားသခင်လက်ခံတော်မူပါစေ အိုဖျားသခင်ကိုရောစွန့်ကြဲတော်မူသောအရာများအတွက်ကိုရောရှင်မြတ်ချီးမွမ်းရာရည်တော်ကိုတပည့်တော်တို့စကကြသည်နဲ့ညီမထိုက်တန်သူတပည့်တော်တို့ကကိုရောပေးသနာတော်မူသောအရာကိုကိုရောနာမရိဘုံတော်ဂုံတော်အဖို့တပည့်တော်တို့အသုံးပြုနိုင်ရမအစတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျား အာမင် ဖျားသခင်နေတင်တို့နဲ့ရှိပါစေ ကိုရော၏ဝိညာဉ်နဲ့လည်းရှိပါစေ ဖျားသခင်နာအာယုံပြုကြလော့ အာယုံပြုလက်ရှိကြပါသည် ကျွန်တော်တို့ရှင်ဖျားသခင်နာကျေးဇူးတင်ကြစို့ ဒီတို့တင်ထိုက်တဲ့လာပြီဒီ ဘုရှင်မြတ်တန်ရှင်တော်မူသောဘာသာနာကိုရောရှင်ထာဝရဘုရားကိုရောရှင်၏ကျေးဇူးတော်များကိုကာလဒေသမ၍ဖော်ထုတ်ခြင်းမွန်းခြင်းနှင့်အမှန်ပင်ပြုထိုက်သောအမှုဖြစ်ပေ၏တပည့်တော်ကိုကျေးဇူးတော်တူပွားရာအကြောင်းလည်းဖြစ်ပေသည်အကြောင်းမူကားကိုရောရှင်နေတပည့်တော်၏ခြင်းမွန်းထောမနာပြုခြင်းကိုမလိုအပ်တော်လဲကိုရောရှင်နာတပည့်တော်ကျေးဇူးဆက်တင်ခြင်းဒီပင်ကျေးဇူးတင်ဆက်နိုင်ခြင်းနှင့်ပင်ကိုရောရှင်၏ဆုကျေးဇူးတော်ဖြစ်ပေသည်အကြောင်းမူကားတပည့်တော်ချင်းမွန်းချင်းနေကိုရောရှင်နာဘုန်းတော်တူပွားစေသည်မဟုတ်တပည့်တော်အတွက်ကျေးဇူးတော်တူပွားရာအကြောင်းသာလျှင်ဖြစ်ပေသည်သူပြည့်ကောင်းမြတ်သားတို့နဲ့မင်းကြီးသားတို့ပြည်တရားသမားအပေါင်းတို့နဲ့အတူတကွကိုရောရှင်နာအစင်မပြတ်ချင်းမွန်းတော်ပါပေးကြတဲ့ကြွေးကြော်ကြသည်မှာတန်ရှင်တော်မူ၏တန်ရှင်တော်မူ၏တန်ရှင်တော်မူ၏ဘုရားတော်၏အာရှင်မြတ်စွာဘုရားခင်ဒီတန်ရှင်တော်မူ၏ကောင်းကင်နဲ့မြစ်ကြီးဒီကိုရော၏ဘုံကုန်တော်နဲ့ပြီးတဲ့ရဲ့စီကောင်းကင်ဘုံရှင်အားချီးမွမ်းထောပနာစီပါစေမြတ်ရှင်၏နာမတော်နဲ့ကြွားလာသောကိုရောဒီမေတ္တာတော်မူ၏ကောင်းကင်ဘုံရှင်အားချီးမွမ်းထောပနာစီပါစေ တန်ရှင်မူမြတ်မှုတများတို့၏မူလယင်ဖြစ်တော်မူပေသောအရှင်ကိုရောရှင်၏ကာမတန်ရှင်တော်မူပါ၏သူပြည့်ပူဇော်တကာယများဘောကိုရောရှင်၏ဝိညာဉ်တော်မြတ်ကိုမြုံနှင်းချဆင်းတကဲ့သို့တဆင်းစေ၍တန်ရှင်စေတော်မူဆရာပြည့်ပူဇော်တကာယများသည်တပည့်တော်ဘုယေရှုခရစ်တော်သခင်နှင့်အသားတော်နှင့်အသွေးတော်ဖြစ်လာစေတော်မူရာလို့ငါတပည့်တော်တောင်းလျှောက်ကြပါသည်ယေရှုခရစ်တော်သခင်သည်အနန္တချင်းခံရ၍မိမိအလိုတော်ရင်းနှတိုင်းဒုက္ခဝေဒနာခံတော်မမူမီမုန်ကိုတော်မူ၍ကျေးဇူးတင်တော်မူပြီးလင်ဖဲတော်မူ၍မိမိတပည့်တော်ကြီးတော်အားပေးလျက်မိန်တော်မူသည်ကားတင်တို့အားလုံးအရာကိုယူ၍စားကြလောဣဒီကတင်တို့အဖို့အနံခံရမည်ငါ၏ခန္ဓာကိုယ်ဖြစ်တည်းယနေ့တူညစာပြီးနောက်ဖလားတော်ကိုတော်မူ၍တဖန်ကျေးဇူးတင်တော်မူပြီးလင်မိမိတပည့်တော်ကြီးတော်ကဖလားတော်ကိုပေးလျက်မိန်တော်မူသည်ကားတင်တို့အားလုံးဤဖလားတော်ကိုယူ၍တောက်ကြလောဤဒီကပြင်းများကိုဆွလွတ်ခြင်းအလို့ငါတင်တို့နဲ့လူအများဖို့တွန်းလောင်းခံရမည်ထာဝရပရိငင်တင်းတဲ့ဆိုင်ရာငါ့တွေးတော်ဖလားဖြစ်ငါကူအောင်မဲ့တရားချင်းငါဤအမှုကိုပြုကြလော
နည်းနည်းလာသောယုံကြည်ရာကိုကြွေးကြောကြစို့ Cristo the King, the Canomobi. Cristo the King, the Canomobi. Cristo the King, Bungondone. Getting Chanda Bedo Plaro, Shina Puzo Jabadi, Swimia Rona Muro, Time Kungu Bioro, Petanaro Mudo Jam, Groshina Jizudin Jabadi, Trido the Kenny Darone, Tuero Gupinu Jado, the Bioro Gutan Sino Wing and Opiabin, the Lundua di Pisiro Mubamia Jam, Mutuat Naromia Kanjabadi Pia. O Papia, but one Shikuroshin, Tanaro Budia Muba, Tavero Ipoyaminji, Francis Ashintumia, Taveri Sharoji, Julian, Katin Kontoyham, Tangaroni Tutua, Etanarojiku, Chimitani, Jiwa Siromuba, Shimpian Tamya Mi, whom your Linlie, Tawaya Boatu, Piantuan Nijato, Tavero in Yiko Manamam Yaku Tamaga. Kuroshin Yunaroku Kanzalie, Quelon Toaja Contotu Aluro Gulet Diaromui, Kuroshin Shimianaroku, Humi Jaya Siromuba. Piashini Mero, Mumiato, Ganyasi Mariani, Kimbuno, Mumiato Joseph, Mumiato de Mano Chimiane. Kala sinse luro miegu laina kejato yahanda trotumia poundune tudikwa Tawra adeshin chin chandagu muikhan taitu mia pijali Kuroshin piai pungno gungdagu chimun tabna puja andonha Tebiro alungu somad naramuba Kuroshin taro kridot kin apchin down shau chabadi Crido the Kina, Pin Crido the Kina, do Crido the Kina, Unana, the Guros in a park Miropia, Gros in the Tansino wing and Omianet, the Lundua, the Kadingo, you did Sine, Bundoguno, Pang, Gala, Sessa, Supa, and Domubadi Pia. Amen. The King is swimming on Yaguna, can you Gros in Sintinjado Mukedo, Patanaro go? Yewen swa yue su ja su. Nana guro shin piro pa namano di myeswa nai nga do di yau pa si do bong do mye ti sia si tembo lu ro bi song de ke do mi bo le bi si ma bong do mye mye o su ro mo ta sin di mye si ma ya ni ta ta lo asa sia uro shi bin na ma se ye ma wa
ဝရဒုက္ခချမ်းသာကိုဆောင်မြင်နေကြတော်တပည့်တော်တို့ဟာယခုကာလတွင်ငြိမ်းချမ်းခြင်းကိုကြည်ပြုစွာပေးတော်မူပါတပည့်တော်ကိုတနာတော်မူသဖြင့်မကောင်းမှုတရားမှကယ်တင်တော်မူပါပြုလို့ဆိုင်မှဆင်ခြင်လို့စေ၍ဆင်းရဲဒုက္ခပေါင်းမှလည်းကာကွယ်တော်မူပါကြောင့်မူကားကိုရောတပါတိတာလေရှိလည်းကဘုံတို့ကောဘုံတော်ကိုကားပါဆက်ဆက်ဆိုပိုင်တော်မူပါဗျာတင်းတော်ကိုငြိမ်းချမ်းခြင်းကိုငါထားပေငါငြိမ်းချမ်းခြင်းကိုတင်းတော်ငါပြုဓမ္မတော်ရှိတော်မင်းဝတ်တော်မူခဲ့တော်ယေရှုခရစ်တော်သခင်တပည့်တော်၏ပြည့်စုံဆရာများကိုမှုထားတော်မမူပဲကိုရောသာသနာတော်ယုံကြည်ခြင်းကိုသာထောက်ထားတော်မူ၍အလူတော်မြတ်တိုင်းသာသနာတော်ကိုငင်းချမ်းသာရစေ၍စီလူညီညွတ်စေတော်မူပါကာလဆက်ဆက်သက်ရှင်ဆူဆောင်တော်မူတော်ရှင်ဖျားအာမင်ဖျားသခင်နဲ့ငင်းချမ်းခြင်းနဲ့သင်တို့နဲ့ဆင်ရှိပါစေကိုရော၏ဝိညာဉ်နဲ့လည်းရှိပါစေချင်းချင်းငင်းချမ်းခြင်းမလက္ခဏာကိုကံလန်းကြပါစို့လောကပိကိုချွတ်တော်မူပေတော်ပြာဤသူငယ်တော်ပေတော်ကိုတန်တာတော်မူပါလောကပိကိုချွတ်တော်မူပေတော်ထာဝရဘုရားသူငယ်တော်ကိုဖူးမြော်ကြလောလောကအပြစ်ကိုချွတ်တော်မူသောဘုရားရှင်ကိုဖူးမြော်ကြလောသူငယ်ရင်းများစာပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသူတို့ဒီမင်္ဂလာရှိကြ၏ဟောသခင်ဖေဟာတပည့်တော်တို့၏အင်္ဂါတို့ကိုရောစင်ကြောတော်မူခြင်းကိုခံယူရန်တပည့်တော်မထိုက်ကြပါတို့ရလည်းခေါ်မြတ်တာမင်းရှိတော်မူပါလေတပည့်တော်တို့၏ဝိညာဉ်သည်တန်ဆင်းစင်ကြယ်ပါလိမ့်မည်ကိုရိုမြတ်ဆာကရမန်တိုကိုစီချိုချေမင်္ဂလာခံယူပြီးတော့ကက်သလစ်ကျင့်ကက်သလစ်ယုံကြည်ခြင်းကိုကျင့်တဲ့ဘာသာတွေကနေပဲကိုရိုမြတ်ပြန်ယူလို့ရပါမှာဖြစ်ပါတယ်ပြီးတော့ကျေးဇူးပြုပြီးတော့အာဆီယာဒီရဲ့စကားကိုနားထောင်ပြီးတော့ကိုရိုမြတ်ပြန်မဲ့နေရာမှာကျေးဇူးပြုပြီးတော့တန်းစီပြပါအပြန်ကနေလာတဲ့ဘာသာမတူတဲ့သူစီလို့ရှိရင်ကျေးဇူးပြုပြီးတော့ကိုရောမြတ်เป็นတဲ့နေရာမှာမလာဘူးအထူးမေတ္တာရခံခြင်းတဲ့ လူမျိုးတို့ကိုအားလုံးစီယာမေလာပွေတော်ကိုခဲလေပြီတာဝရာအသေးရဖို့ရာဝိနိဘောဇေ
MCLC Myanmar Community Learning Center Kalimia Duet Dutia Second Collection Dutia Alungui ko kau fan ma phi bare adi ha ko Myanmar Community Learning Center Kalimia Duet phi bare
ဆုတောင်းကြစို့အိုဖျားသခင်ဂျေဇုစတင်တော်အဖင်ကိုရောရှင်မြတ်တပြောတော်ဆက်ကကြတော်ကိုရောသားရိကဲတင်ချင်းပေးရာစကရမန်တုမင်္ဂလာမြတ်ကိုဝိညာဉ်အတွက်စာဖြစ်တပြောတော်ဟာကိုရောပေးသနာတော်မူခြင်းနဲ့အညီတပြောတော်ဒီကိုရောရှင်မြတ်ပူမိုးခြင်းညိုလေးစားစွာစေခံနိုင်ကြ၍ပါရမီတူပွားလျက်ဝမ်းမြောက်ခြင်းဖြင့်ယုံကြည်ခြင်း၌ခိုင်မြဲစေကဂျေဇုတော်တင့်များကိုခံစားထိုက်ကြပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်မိစာတရားတော်မြတ်မကြခင်ပြီးဆုံးတော့မှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ MCCM ရဲ့25နှစ်ပြည့်ဂျူဘလီပွဲမှာကျွန်တော်နဲ့အတူလာရောက်ပြီးတော့မိစာတရားပါဝင်ပူဇော်ပေးကြတဲ့ဒီဘက်မှာ Father Joseph သူဟာစင်ကာပူမှာတာဝန်ကျတဲ့မြန်မာဘုန်းကြီးဖြစ်ပါတယ်ဒီဘက်မှာ Father Polycarp ထောင်းတဲ့သူကအမေရိကန်နေပြန်လာပြီးတော့မြန်မာပြည်အနေပြီးတော့ဒီမှာရှိတဲ့ကျွန်တော်တို့ဘာသာသူတိမိတ်ဆွေများကိုလာရောက်ပြီးတော့ခဏတာလာရောက်တွေ့ဆုံတာဖြစ်တယ်ဒီကိုရောတို့နှစ်ပါးအပေါ်မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းနဲ့ကြွရောက်လာကြတဲ့ဘာသာသူဓမ္မမိတ်ဆွေညီကိုမောင်နှမဘယ်သူမဆိုပေါ့နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ဖြောဖြီပွဲเนาะစားတော့ပွဲဖြောဖြီပွဲပေါ့เนาะဒီအစင်ပြေချောမွေးစွာနဲ့နောက်ပြီးတော့လုံချုံရေးပဲဖြစ်ဖြစ်အာရှာပဲဖြစ်ဖြစ်เนาะလူကြီးများရဲ့ပြောစကားကိုတည်တည်ချာချာနားထောင်ဖို့လဲအထူးမှကြားလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာဖျားဆောင်နေပြီလဲမဟုတ်တဲ့အတွက်နောက်ပြီးတော့ငားထားတဲ့ဟောခန့်ဖြစ်တဲ့အတွက်เนาะနောက်ပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံလဲမဟုတ်ဘူးเนาะတည်ထားတဲ့အတိုင်းပေါ့เนาะစီကံရှိရှင်နဲ့ကုသားသမီးများကိုလည်းတေးသေးချာချာကြက်မှတ်ပေးပါထိန်ပေးပါเนาะထက်လူကြီးများရဲ့စကားကိုလည်းကောင်းကောင်းမွန်မွန်နားထောင်ပါเนาะကောင်းကောင်းမွန်မွန်နားထောင်ပါမဟုတ်လို့ရှိရင်ကျွန်တော်တို့ community တစ်ခုလုံးအတွက်မကောင်းဘူးเนาะအပင်လေးတွေလည်းရှိတယ်ကလေးတွေကိုမစိတ်ခိုင်းနဲ့เนาะမခူးနဲ့အသီးတွေလည်းเนาะအမိုက်ကိုအမိုက်ပုံးနေရမှာပဲထဲ့ပါပြီးတော့ဒီမှာ air con ဖွင့်ထားတယ်9နာရီ6နာရီထိ air con ဖွင့်ထားမှာဖြစ်တဲ့အတွက်တကားတွေเนาะမလိုအပ်ဘဲနဲ့เนาะ Asia di security တွေမဖွင့်ပေးလို့ရှိရင်เนาะတွားပြီးတော့မဖွင့်ပါနဲ့ဆိုတဲ့အကြောင်းရဲ့เนาะဆက်လက်ပြီးတော့ဆုံးထိเนาะတက်ကြွစွာနဲ့ပျော်ရွှင်စွာနဲ့ပါဝင်ကြစို့လို့အားလုံးကိုဖိတ်ခေါ်လိုပါတယ်တောင်းပါဆုံးပြရအောင်เนาะဖျားသခင်နေတင်လုံးနဲ့ရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေနာနာတကူတော်နဲ့ပြည့်စုံတော်မူထသောခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဘုရားသည်တင်တို့ကိုကောင်းချီးပေးတော်မူပါစေသောအာမင်ဒီစာပူဇော်ခြင်းခန္ဓာပြည့်စုံပါပြီဖျားရှင်နာစေခံရန်တွားကြလောဘုရားသခင်အားကျေးဇူးတင်ပါသည်လောကတွင်မွေရောက်ပြောင်းရွှင်ခံစားရာကိုရောရှင်ကိုစံပိမိုင်မဲခဲ့ပြီးထိုရှင်ကြောင့်မေပွေမုန်တိုင်းနဲ့ရင်ဆိုင်ကိုရောဒီမေတ္တာဖြင့်ခေါ်ဆောင်ဂျေဇုကြီးမာလာပါဒီကိုတော်ရှင်ဝန္တာချင်းဆိုင်ရွေမကုန်ဂျေဇုတဲ့ရကိုတွေကျွန်တော်နိုင်ပြီးကလုံးချုံကိုရောဒီမေတ္တာဖြင့်ခေါ်ဆောင်
เคကျွန်တော်တို့ဆက်လက်စုမတော်ခင်မှာဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီညာဖက်မှာပေါ့နော်ညာဖက်တကားပေါက်ဒီမှာသူတို့ဖွင့်ထားပြီးလိုက်မယ်အဲ့မှာထွက်ပြီးတော့ထမင်းစားမယ်တနာရီတိတိမှာကျွန်တော်တို့ဖြောက်ဖြီးရေးစင်းကိုပြင်လဲပြီးတော့စတယ်မှာဖြစ်တယ်အပေါက်တကားပေါက်နံပါတ်1နဲ့နံပါတ်2မှာကလေးဒီပေါ့နော်အထူးသဖြင့်ကလေးဒီအရင်ထွက်ခိုင်းပါမယ်ပြီးတော့လို့ရှိရင်ဒီဘက်က3နဲ့4မှာဖြစ်နိုင်လို့ရှိရင်လူကြီးနဲ့မင်းကလေးဒီကလေးရှိတဲ့သူတွေပေါ့နော်ကျေးဇူးပြုပြီးတော့ဝစားပေးပါအထူးသဖြင့်အဲ့ဒီလူငယ်ပိုင်းလွတ်လပ်တဲ့လူငယ်တွေပေါ့နော်အဲ့ဒါကျေးဇူးပြုပြီးတော့နောက်ဆုံးမှနေပြီးဖို့လဲအထူးမေတ္တာရက်ခံခြင်းတဲ့လူများတဲ့အတွက်ကြောင့်ကျေးဇူးပြုပြီးတော့ကလေးနဲ့ကလေးရှိတဲ့မိဘတွေရောပြီးတော့ဒီမင်းကလေးတွေဝစားပေးဖို့မှာတိုက်တွန်းလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ဆုတောင်းရအောင်သူတို့စင်မောရခေါ်မချင်းရစီယန်ဆုတောင်းမေတ္တာလေဝကတိုင်ပေါ်တွင်ကျွန်တော်တို့တွေ့တီခန္တော်မူရီတိုင်အောင်အထူးချစ်ခင်မြတ်နိုးတော်မူပြီးတော့ဩယေစုဆွေနှလုံးတော်ကျွန်တော်တို့၏တသနာကိုဆုံးမတနာတော်မူပါရှင်များတိလရှင်များနဲ့တရားဟောဆရာများကိုကျွန်တော်တို့ထဲမှရွေးကောက်တော်မူပါအာမင်။ဩယေစုဆွေနှလုံးတော်ဩယေစုဆွေနှလုံးတော်ဩယေစုဆွေနှလုံးတော်ကိုဆုံးတကြအပြည့်ဝတည်မေတ္တာဘုရားရှင်ကမင်းတော်ရှိ၍ကျွန်တော်တို့ကိုဆုံးတော်ကြကျွန်တော်အားငြိမ်းမပြည့်စုံမသွန်သင်ခြင်းစုဆုံးမတော်မူပါအာမင်။ခမီရောတာရောတန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်နဲ့အာမင်တကားပေါက်ကနံပါတ်4ထိပဲဖွင့်